Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုမောင်ပါဒီနေ့မှာတော့အားလုံးစောင့်မျှော်နေကြတဲ့ Bluffo ရဲ့ Venom Reward ကရောက်ရှိလာပါတော့မယ် Venom ရဲ့ Reward ကလာဖို့တေးကြတဲ့လောက်ရှိနေအောင်မလို့ Reward နဲ့ပတ်သက်ပြီးတော့တည်ထားသမျှပြောပြပေးပါမယ်ကဲဗီဒီယိုလေးကိုဆက်မသွားခင်ကျွန်တော်အားပေးနေကြတဲ့ brother တွေအတွက် giveaway လေးတစ်ခုစီစဉ်ထားပါတယ် giveaway ကတော့ CDK ပါတဲ့ account 20ကိုအယောက်20တီးတီးမဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ် giveaway ကိုဘယ်လိုပါဝင်ရမလဲဆိုရင်တော့Number 1အနေနဲ့ကျွန်တော်ဒီမှာပုံမှာပြထားတဲ့ channel နှစ်ခုကို join ထားရပါမယ်။နောက်တစ်ခုအနေနဲ့ giveaway ဖို့ကို group 20ဒါမှမဟုတ်တငယ်ချင်းအယောက်20စီ share ပေးရပါမယ်။နောက်တစ်ခုကတော့တစ်ပေါက်ချင်တဲ့နှစ်ရချင်တဲ့ဆို remap ပေးအောင်ပြင် giveaway မှာပါဝင်ပြီးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Venom Reward ကဘာလို့လာဖို့တည်ကြနေရလဲ။လာဖို့ဘာလို့တည်ကြနေရလဲပြောရဆိုရင်တော့အခုထွက်ထားတဲ့ Yeti Kizune Dragon နဲ့ရှင်လိုက်ရင် Venom Reward ရဲ့အကောင့်ပြောင်းတာအစနောက်ကျကျန်ခဲ့ပါပြီ။ဒါအပြင် Bluffo မှာ Venom ဆော့ရဲ့သူတွေကတွားရမတွက်ဘူးတောင်းတောင်းရင်ဖြစ်နေရဆိုတော့ဝေဖန်မှုတွေကြောင့် Venom Reward က68%လောက်တေးကြနေပါပြီဗျဒုတိယတစ်ခုကတော့ Trading Value ပဲဖြစ်ပါတယ် Trading Value ကိုအလွယ်ရှင်းပြရမယ်ဆိုရင်တော့ Trade လုပ်တဲ့အခါ Venom ရဲ့ Value ကမြင့်တက်လာပဲဖြစ်ပါတယ် Venom ရဲ့ Value မြင့်လာတဲ့အမျှတချို့တွေဆို Venom ကို like စုနေကြပါတယ်ဒါကြောင့်မလို့အခုချိန်မှာ Venom ရှိတဲ့သူတွေကတော့ဆရာကြီးပါပဲအဲဒါကြောင့်မလို့ Venom တွေကိုစုထားကြပါနောက်တစ်ခုကတော့အားလုံးသိကျင်နေမှာဖြစ်တဲ့ Venom Reward ကဘယ်လိုလာမှာလဲ Venom Reward ကဘယ်လိုလာမလဲဆိုတာတော့မသိရသေးပါဘူးအရင်တုန်းကလာတဲ့ Yeti တုန်းကလိုမျိုး Atlanta Mutation တွေနဲ့လာမယ်လို့ထင်ပါတယ်ဒါအပြင် Transformation အကောင်ပြောင်းတဲ့အခါမှာလည်း Passive အသစ်ပါလာမယ်လို့သိရပါတယ် Passive အသစ်ကတော့အကောင်ပြောင်းပြီးလမ်းလျှောက်ရင်ဘေးဘက်လေမှာ Venom အစိတ်တွေကျနေမယ်လို့သိရပါတယ်ဆောင်းရမ်းချမ်းတဲ့တစ်ချက်ကတော့ဘေးမှာကျနေတဲ့အစိတ်တွေကိုထိမိရင်တော့တစ်စက္ကန့်ကို damage 400လောက်ထိမှာပါတစ်စက္ကန့်အောင် damage 400အဲ့ဒါကြီးကတော့တော်တော်ကျန်းသွားပါပြီ bro ကြီးနောက်ဆုံးတစ်ခုကတော့ copyright ပြဿနာပါ copyright ပြဿနာကတော့လက်ရှိ Venom Fu ကကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တဲ့ 1P တွေကမာဂလန်ရဲ့အတီဒိုဂူနိုမီနဲ့တပုံစံနဲ့တူနေရကြောင်းဖြစ်ပါတယ်ဒါကြောင့်မလို့ Bluffo ဘက်ကလာမယ့် upgrade မှာကိုပိုင် style မျိုးဘက်ကိုပို့ပြီးတော့သွားမယ်ထင်ပါတယ်ပို့ပြီးတည်ကြတာက Uzi က Venom နဲ့ကွဲ့အတွက်အစီအစဉ်တစ်ခုရှိဘူးလေလို့ပြောပါတယ်အဲ့ဒါမလို့ Venom Reward လာဖို့ကတည်ကြသလောက်ဖြစ်နေပါပြီနောက်ထပ်သိရရင်လည်းထပ်တင်ပေးပါမယ်ဗျကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ YouTube ကကြည့်နေတဲ့ brother အနေနဲ့ like and subscribe လေးလုပ်သွားပြီးတော့ TikTok ကကြည့်နေတဲ့ brother အနေနဲ့ like and follow လေးလုပ်သွားခဲ့ကြပါအောင်ဗျ